ဘာတွေပေးနိုင်သနည်းလောကတွင်ရယူလိုစိတ်ထက်ပေးဆက်လိုခြင်းကပိုပြီးစိတ်ချမ်းသာတတ်ပါတယ်လူသည်တစ်ခုခုတော့ပေးနေရလျင်ကျေနပ်နေတတ်သူများဖြစ်ပါတယ်ပစ္စည်းဥစ္စာမပေးနိုင်တော့မှပညာပေးခြင်းပေးအကူအညီပေးခြင်းလဲပေးနေရသည်ကိုနှစ်သက်သာယာတတ်ကြပါတယ်အကူအညီပေးသည်ဆိုရရင်လိုအပ်သည်ကိုအကူအညီပေးမှတန်ဖိုးရှိပါတယ်ပညာပေးရရင်လဲထိုနည်းအတိုင်းဖြစ်ပါတယ်မိမိကကူညီလိုက်သဖြင့်သူ့ဘဝအတွက်ကောင်းသွားမည်ဟုမျှော်လင့်ထားနိုင်ရပါမယ်လိုအပ်လျင်ပေးနိုင်အောင်ကြိုးစားလိုက်ပါလိုသူကိုပေးပါမေတ္တာနှင့်ပေးပါပြန်လည်ပြီးမျှော်လင့်ချက်နှင့်မပေးပါနဲ့တန်ဖိုးသတ်မှတ်ပြီးမပေးပါနဲ့လိုအပ်နေသူကိုလိုအပ်ချိန်တွင်လိုအပ်တာကိုပေးနိုင်အောင်ကြိုးစားပါကိုယ်တိုင်ကလည်းပေးနိုင်သည့်အနေအထားတစ်ခုတွင်ရှိနေရန်လိုအပ်ပါတယ်ဘဝပြက်စီးပွားပြက်ခံပြီးပေးရန်လည်းမဟုတ်ပါဆင်းရဲခြင်းဆိုသည်မှာငွေမရှိခြင်းကိုမဆိုလိုပါစိတ်ဆင်းရဲခြင်းပညာဆင်းရဲခြင်းများလည်းရှိနိုင်ပါတယ်စိတ်ဆင်းရဲနေသူကိုစိတ်ဓာတ်အားပေးပါပညာဆင်းရဲသူကိုပညာပေးနိုင်အောင်ကြိုးစားပါသူတစ်ပါးကိုကူညီခြင်းဆိုရာတွင်စိတ်ရင်းစေတနာအရေးကြီးပါတယ်ဝင့်ဝါခြင်းဂုဏ်ပြလိုခြင်းများမဖြစ်စေရန်တတိထားသင့်ပါတယ်လေးစားသမှုဖြင့်ပေးပါလေးလေးစားစားပေးပါကိုယ့်ကိုယ်လည်းပြန်လည်လေးစားမှုနဲ့အတိအမှတ်ပြုခြင်းခံရပါလိမ့်မယ်ရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟူသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နှိုးကြနိုင်ကြပါစေ